ဂျွန်ဂါတာပုံပြင်အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ဂျွန်ဂါတာဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူကစစ်သားဟောင်းတစ်ယောက်ဖြစ်ပြီးအတိတ်ကစစ်ပွဲတွေကြောင့်စိတ်ထဲမှာမပျော်ရွှင်တော့ဘူး။ဒီနေ့မှသူဟာအာရီဇိုနာတောတောင်နေတဲ့သွားလာရင်လျှို့ဝှက်လွိုင်းကူတစ်ခုကိုတွေ့ခဲ့တယ်။လွိုင်းကူထဲမှာထူးဆန်းတဲ့လူတစ်မျိုးနဲ့တွေ့ပြီးအဲ့ဒီလူကမတိရသေးတဲ့အရာတစ်ခုကိုကာကွယ်နေတယ်။မကြခင်မှာအလွန်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားပြီးဂျွန်ကာတာရဲ့ကိုခန္ဓာဟာမြေပြင်ပေါ်မှာကျန်နေသလိုပဲသူ့စိတ်ဝိညာဉ်ကတခြားဂရုတစ်ခုစီကိုရောက်သွားတယ်။အဲ့ဒီဂရုကတော့ဘာဆူမ်မတ်စ်လို့ခေါ်တဲ့ကဘာကြီးပဲ။မတ်စ်ပေါ်ကအတစ်တော်ဘဝမတ်စ်ပေါ်မှာဆွဲငင်အားနဲတဲ့အတွက်ဂျွန်ကာတာဟာအယမ်းမိမိခုံနိုင်ပြီးအားကောင်းလာတယ်။အဲ့ဒီမှာသူဟာအစိမ်းရောင်အသားအရည်နဲ့လက်ချောက်ချောင်းရှိတဲ့thakလူမျိုးတွေနဲ့တွေ့တယ်။အစမှာသူတို့ကဂျွန်ကိုမယုံကြည်ကြပြီမဲ့သူ့ရဲစွမ်းတတိကြောင့်နောက်ပိုင်းမှာလက်ခံလာကြတယ်။ thak မျိုးနွယ်ရဲ့အခေါင်းဆောင် Tas Takas နဲ့မိတ်ဆွေဖြစ်ပြီး Mars တပတ်ရဲ့အခြေအနေတွေကိုသိလာတယ်။ Mars မှာမျိုးနွယ်ချင်းချင်းစစ်ပွဲတွေအမြဲဖြစ်နေတယ်။မင်းသမီး Deja Thoris ဒီနေ့မှာဂျွန်ကာတာဟာဟီလီယန်နိုင်ငံကမင်းသမီး Deja Thoris ကိုကယ်တင်လိုက်တယ်။မင်းသမီးကပညာရှင်လည်းဖြစ်ပြီးသူ့ကဘာကိုကယ်တင်ဖို့နီးလန်းရှာနေသူတယောက်။သူမနဲ့ဂျွန်တို့အချင်းချင်းယုံကြည်လာကြပြီး Mars ကိုကယ်တင်ဖို့အထူးတူစူးစမ်းကြတယ်။ဒါပေမဲ့မင်းသမီးကိုအာနာလိုချင်တဲ့ရန်သူတပ်ဖွဲ့တစ်ခုကဖမ်းယူဖို့ကြိုးစားနေတယ်။ဂျွန်ကာတာကတော့သူမကိုကာကွယ်ဖို့တိုက်ပွဲဝင်တယ်။စစ်ပွဲနဲ့တတိမတ်စ်ပေါ်မှာကြီးမားတဲ့စစ်ပွဲတစ်ခုဖြစ်ပွားလာတယ်။ဂျွန်ကာတာကthakမျိုးနွယ်နဲ့ဟီလီယန်တပ်ဖွဲ့ကိုပေါင်းစည်းစေပြီးရန်သူကိုရင်ဆိုင်တယ်။သူရဲစွမ်းတတိနဲ့ခေါင်းဆောင်နိုင်မှုကြောင့်မိတ်ဆွေများစွာရလာပြီးနောက်ဆုံးမှာမင်းသမီးကိုကယ်တင်နိုင်ခဲ့တယ်။မတ်စ်ကဘာမှာခနာတာငင်းချမ်းမှုပြန်ရလာပြီးဂျွန်ကာတာဟာအဲ့ဒီကဘာရဲ့လူများအတွက်သူရဲကောင်းတစ်ယောက်ဖြစ်လာတယ်။ဒါပေမဲ့နောက်ဆုံးမှာထူးဆန်းတဲ့အင်အားတစ်ခုကြောင့်ဂျွန်ကာတာဟာမိမိရဲ့မူလကဘာမြေကဘာကိုပြန်ရောက်သွားတယ်။မတ်စ်ဘော်ကသူ့သူငယ်ချင်းတွေမင်းသမီးဒေဂျာထောရစ်ကိုတတိယနေတယ်။သူ့အတွင်းမှာတခုတည်းသောယုံကြည်ချက်တစ်ခုရှိတယ်။တနေ့နေ့မှာမတ်စ်ကိုပြန်သွားပြီးသူ့မိတ်ဆွေတွေကိုပြန်တွေ့မယ်ဆိုတာပဲ။